မင်္ဂလာပါဒီနေ့ကျွန်တော်ရဲ့ vlog လေးကတော့ Bethel Camp 1မှာရှိတဲ့လူငယ်တွေနဲ့ picnic သွားတဲ့ vlog လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ picnic သွားတာတော့ March လမှာသွားတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီ video တွေကိုမတင်တော့ဘူးလို့ဆုံးဖြတ်ထားတာဒါပေမဲ့အခုလူလည်းမစုံတော့ဘူးတချို့ကမလေးရှားရောက်တဲ့သူကရောက်တချို့ကမြန်မာပြည်ကိုပြန်သွားတဲ့သူကသွားပြီးဆိုတော့သူတို့ကအားတတိယလို့ကျွန်တော်ဒီနေ့ပြန်တင်มาဖြစ်ပါတယ်ကျွန်တော်တို့မသွားခင်မှာ Bethel Van လိုက်ရန်ဖျားကျောင်းနာမှာကျွန်တော်တို့အရင်ဆုံးလူစုရပေါ့နော်လူစုပြီးရနဲ့လူဆုံးပြီးဆိုတာနဲ့ကျွန်တော်တို့ကားပေါ်တက်တဲ့ကားလည်းနည်းနည်းလေးနောက်ကျတာနဲ့ကျွန်တော်တို့က6နာရီသွားဖို့လုပ်ထားတာဒါပေမဲ့ကားရောက်လာတော့9နာရီခွဲပေါ့နော်ကျောင်း9နာရီခွဲမှာကျွန်တော်တို့စထွက်တော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ vlog လေးကိုအစားနဲ့ဆုံးထိကြည့်ပေးပြီးမှ like and share လေးလုပ်ဖို့လည်းမမေ့နဲ့အောင်နော်Hingga tadi cuma kisah macam hilang kakak sedang sepeda ya, kan sedang agak cuma masih. ဒီနေရာလေးကိုတော့လုံလိုက်မှာ NUG ကျောင်းတက်တဲ့သူတွေအကုန်လုံးတီးမှာပါကျွန်တော်တို့ရဲ့အမတ်တရားရည်သွင်းလေးပေါ့နော်ကျွန်တော်တို့ချောင်းရောက်တော့မယ်ဆိုတော့ပျော်ကြတာပေါ့နော်ချောင်းရောက်တာနဲ့ကျွန်တော်တို့ပါအရင်ဆုံးလုပ်မယ်ဆိုတာကိုလည်းကြည့်ပေးကြအောင်နော်Happy ที่ท่าบงสึงเลยฮะHappy หอบคือหอบนะทำอับหนุ่มเลยที Happy เป็นที่อมน้องแต่เบลประคัดอมไฮเบลประคัดอมเฮอันพวกเบลเฮนะ Happy ประคัดอมบัลเฮซัวลาฮัตเตบะซัวลา Happy นั่งแม่ดุกนบลิงเซิงให้กายฟงนงงอนหน้าဒီညောင်ပင်ကြီးကအရေးအားကောင်းတယ်ဆိုတော့ကျွန်တော်တို့ဒီမှာတဲထိုးမှာပေါ့နော်ဒီမှာတဲထိုးပြီးမှဒီမှာပဲချက်ပြုတ်တွေတခါရဲလုပ်မယ်ပြီးရင်ဒီမှာပဲနားမယ်ကျွန်တော်တို့ဆက်စရောက်ချင်းမှာပဲလူစုခွဲတယ်ပေါ့နော်ကျွန်တော်တို့ခေါင်းဆောင်လူစုခွဲပေးတယ်ပြီးတော့တဖွဲကထင်းသွားရှာတယ်တဖွဲကသမီးဟင်းချက်တယ်ပြီးရင်တဖွဲကကျွန်တော်တို့ချက်မယ်သမီးဆန်ကိုစေးတာပေါ့နော်ပြီးတော့ယောက်ျားလေးတွေနှစ်ဖွဲခွဲပြီးမှတဖွဲရတော့တောထဲမှာဖိရွက်သွားရှာတယ်ပြီးတော့တဖွဲရတော့အသားတွေကင်တယ်ပေါ့နော်သူတို့ကအသားတွေကိုဦးစီးပြီးမှလုပ်ပါတယ်นี่อาลูซิลเนี่ยอาลูซิลเฮ้ยขันยาเซ็ตเวลเบอร์เฮ้ยแบบอำเภอดังกันเลยเซ็ตเนี่ยเฮ้ยอำเภอดังกันเลยเซ็ตเนี่ยเฮ้ยก็มีที่ชับเจ้ายีตาวันเนาะเราที่แต่เฮ้ยอันนี้ที่ชิมปองที่เงินซิลเนี่ยทมัตเตอร์ทมัตเตอร์อำเภอที่อาลูซิลเนี่ยชื่อดิ้งปานนางบานในตาวันจ้าสเปตาฮามบายบายขึ้นไปแล้วครับဒီဟာတွေကတော့ခဏနေကျွန်တော်တို့ဟင်းရီတွေစက်သားမှာထည့်ဖို့အာလူတွေရဲ့ပြီးရင်ခရမ်းချင်တီတွေရဲ့ဖြစ်ပါတယ်ทัดงอนเลยแต่เฮอัมโบยล้างให้ไกลเบ้อลุงลอยแต่เฮ้ก็นอยักเบอร์ทางต้นตัวบ้านเนาะถึงบ้านเฮ้ที่ประคัดซาก็แบบเบ้หุยนอแต่สั้นนะဆောင်ရတော့လူတွေမများတော့ဘူးတော့ဒီမှာလည်းဆောင်ပါပါကြားဖို့ပြော
တာကြားဖို့ကြားမှာဆိုလို့ကြားတဲ့လူတွေကြားဖို့ပြောတာပါ Kano ka lahat sa akin. Akuaro Janoro Chapulu Pidwa Bisoro Yi Kasaro Magono Yi Kasare Chingmale Kong Songa Janaro Di Chalim Hatavade Yinet de Bindi Mamatua Poye Biro Bina Mashi de Galirio Di Chak Yusai Po Kong Song Janoro Kong Song Janoro Di Chamara Bono Jano Tintara Te Janoro Game One Galirio Skaya Na Tong Bade Tunin hi Shooting party things that Lord hi Abang Bel ko tan nga hi Pagpiang Abang Bel ko tuibang du tuibang du ko nya tuibang du la ko ta bet set ngam ni te mo teng te hi Pina tatat Janoro Yi Kasaro Le Pidwa Bisoro Akuaro Ing Pian Pube Chambaro de Pia Chisuro John Janoro Ba Do Kama Mayang Bene Kongko Mumune Asung Ti Kakwe Pide Pia Namaro Le Tawe Bongchi Pase Biro Jano Ye Vlog Leo Akulu Asane Song Ti Jipi Chare Yau Si Time Le Jano Jisu Myai Timare Lo Pyo Chimare